ဓမ္မမိတ်ဆွေယောဂီတော်စင်အပေါင်းတို့တရဏဂုံ၃ပါးနှင့်တကွအင်္ဂါ၈ပါးနှင့်ပြည့်စုံတော်မူသောသီလတော်မြတ်တို့ကိုကျေးဇူးတော်ရှင်အဂမဟာပဏိတမောဂုတ်ဆရာတော်ဘုရားကြီး၏ထံပေါင်း၌ခံယူဆောက်တည်ကြရန်ကြောကြပါကုန်စို့တရားယရဏသံဃာယရဏဆရာသမားတို့အားယသိမတို့လက်သုံးဝေးရှိကိုပူဇော်ဖူးမြော်မှန်လျော့ရောကြသောဘုဇန္တဗနာမစေနာသရာပညာဝရိယတို့ကြောင့်မိမိတို့လိုရှိရတောင်းတသောမအိုမသေးမြင်နေသောနိဗ္ဗာန်သို့၎င်းဒုက္ခကသိင်ကင်းခြင်းရာဖြစ်သောနိဗ္ဗာန်သို့၎င်း1500ကိလေသာတို့ချုပ်ရာငြိမ်းရာသိမ်းရာဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့အာထုဆဲဖြစ်သောဥပဒနာဉာဏ်သည်ပြင်းမြန်စွာမဉာဏ်တို့ကျေးဇူးပြု၍နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်သည်ဖြစ်စေတတိယ
ယံပိဗုဒ္ဓံသရဏံဂေသာမိတတိယံပိဓမ္မံသရဏံဂေသာမိတတိယံပိသံဃံသရဏံဂေသာမိကရဏဂမနံပရိဘုံနံမနာတိဝါဒဝေရမဏိသက္ခဝရံသမာရိယာမိအဒိဏဒါနာဝေရမဏိသက္ခဝရံသမာရိယာမိအဗျာမစရိယဝေရမဏိသက္ခဝရံသမာရိယာမိမုသာဝါဒဝေရမဏိသက္ခဝရံသမာရိယာမိသုရာမေရိယမေဇပမာဒဌာနာဝေရမဏိသက္ခဝရံသမာရိယာမိဝိကာလဘောဇနာဝေရမဏိသက္ခဝရံသမာရိယာမိနိစ္စဣဒာဝါရိဒာဝိသုကသာသနာမာလကန္တဝိလေပနာဓာရဏမန္တနာဝိဘုဒနာဌာနာဝေရမဏိသက္ခဝရံသမာရိယာမိဥစ္စာသေနမဟာသေနဝေရမဏိသက္ခဝရံသမာရိယာမိဇီဝိတံသဇမာနောပိသက္ခဝရဟံနာသဇာမိဣဒံမေပုညံအာသဝခယံဝဟံဟောတုဣရံပုညဘာဂံသဗ္ဗသတ္တနာဒေမသီသရဏေနာသတေင္ကသမနာတံဘောဓထပရမတ္ထသီလံသာရုကံကတဝါဓမ္မံအပမာရေနသံဃာရေသဗ္ဗသတ္တနာဒေမသီသရဏေနာသတေင္ကသမနာတံဘောဓထပရမတ္ထသီလံသာရုကံကတဝါဓမ္မံအပမာရေနသံဃာရေသဗ္ဗသတ္တနာဒေမသီသရဏေနာသတေင္ကသမနာတံဘောဓထပရမတ္ထသီလံသာရုကံကတဝါဓမ္မံအပမာရေနသံဃာရေသဗ္ဗသတ္တနာဒေမသီသရဏေနာသတေင္ကသမနာတံဘောဓထပရမတ္ထသီလံသာရုကံကတဝါဓမ္မံအပမာရေနသံဃာရေသဗ္ဗသတ္တနာဒေမသီသရဏေနာသတေင္ကသမနာတံဘောဓထပရမတ္ထသီလံသာရုကံကတဝါဓမ္မံအပမာရေနသံဃာရေသဗ္ဗသတ္တနာဒေမသီသရဏေနာသတေင္ကသမနာတံဘောဓထပရမတ္ထသီလံသာရုကံကတဝါဓမ္မံအပမာရေနသံဃာရေသဗ္ဗသတ္တနာဒေမသီသရဏေနာသတေင္ကသမနာတံဘောဓထပရမတ္ထသီလံသာရုကံကတဝါဓမ္မ